ကဲကျမကြီးတော့မကောင်းဒါပေမဲ့ပြောဖို့လိုအပ်တာမလို့ကျွန်မပြောမယ်နော်အတန်တော့နည်းနည်းမန်နေထန်နေတော့နည်းနည်းယော့နေလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ကျမကြီးနည်းနည်းလေးမကောင်းနေဘူးနော်အဲ့တော့ပြောချင်နေတာဖြစ်စဉ်စဖြစ်နေရနေပြောဖို့အတွက်ကိုကျမကလေတန်းမပြောဘူးဆိုတာကျမစောင့်ကြည့်နေတာပေါ့နော်ကျမမပြောလိုက်ချင်သေးတာပေါ့နော်ဆိုတော့ပြောကြပါစေပေါ့နော်ဆိုတော့ပြောကြပါစေမလို့တိထက်သွားလို့မလို့တစုံတရာပေါ့တောင်းပန်နိုင်တယ်ဆိုရင်လည်းပြီးသွားမယ်ပေါ့ဆိုပြီးတော့မှကျမဒီလိုလေးနဲ့ကျမနောက်ဆုတ်ပြီးတော့မှမပြောခဲ့ဘူးပေါ့နော်ကျမမပြောခဲ့ပဲနဲ့ကျမနေနေနောက်တစ်ခါကျမရဲ့စိတ်ထားပေါ့နော်ကျမရဲ့စိတ်ထားဆိုတဲ့ခါကျတော့ကျမကပြောလိုက်လို့မှတခုခု action ဆိုလို့ရှိရင်ကျမရှေ့ဖြစ်စဉ်ဖြစ်ရတည်ရလဲထိရောက်မှုလေးတွေရှိတာလေးတွေကိုတွေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမပယောဂါကြောင့်ဆိုတဲ့ဟာမျိုးကျမမဖြစ်စေချင်ဘူးเนาะဆိုတော့လေမဖြစ်စေချင်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ကျမလေအများကြီးစင်ကြံလိုက်တယ်ပေါ့เนาะလူတယောက်ကိုငါပယောဂါမကင်းတာကြောင့်မလို့မြန်ထိကြိုက်သွားမလားဆိုတဲ့စိတ်မျိုးနဲ့ကျမအမြဲတမ်းနောက်ဆုတ်ပြီးတော့မှနေခဲ့တယ်ကျမတော်ရုံမပြောလိုက်တော့ဘူးပေါ့เนาะဆိုတော့ခါကျတော့ဒါပေမဲ့အခုဆိုကျမ2ရက်ရှိပြီပေါ့2ရက်ကျမတိတာကနေ2ရက်ရှိပြီပေါ့ကျမစောင့်ကြည့်တယ်ပေါ့နော်2ရက်ပေါ့2ရက်ဆိုပါတော့ဒီနေ့နဲ့ဆိုနော်မနေ့က1ရက်ဒီနေ့1ရက်ဆောင်2ရက်ရှိပြီစောင့်ကြည့်တယ်ဆိုတဲ့နေရာမှာတော်လေးပေါ့နော်နားထောင်ရင်နဲ့စကားလေးတွေကလည်းစူးတာလေးတွေဆိုတဲ့ခါကျတော့အဆူတော်မင်းသားလေးတယောက်ဘာသာပြောင်းတဲ့အဆူတော်မင်းသားလေးတယောက်နော်ကျမသူ့ကိုမသိဘူးเนาะကျမဒီနာမည်ကြီးလာတယ်ဆိုတော့သူတွေတောင်ကျမမသိတာသိလားမြန်မာပြည်ရဲ့ဒီအနုပညာလောကမှာလေကျမအဲ့အားနဲ့မသိဘူးပေါ့เนาะဆိုတော့သူတို့လိုဒီလိုမျိုးနောက်ပေါက်ကလေးတွေဆိုကျမအတွက်အရန်ဝေးတယ်ကျမမသိပါဘူးเนาะဒါပေမဲ့အခုတွေ့နေရတဲ့အရာတော့အနုပညာရှင်အဆိုတော်ဆိုလားမသိဘူးဒီလိုမျိုးလေးတွေ့နေတယ်ဆိုတော့ဘာသာပြောင်းသွားတဲ့သားလေးကိုပြောချင်တာနော်ဆိုတော့သားပြောတဲ့စကားတခွန်းပထမစကားတခွန်းကဘာလဲဆိုတဲ့ခါကျတော့ तू ကတလုံးနေကွဲကြည့်ပြီးတော့မှတဲ့ तू ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အချိန်မှာနှလုံးနေကွဲကြည့်ပြီးတော့မှနှလုံးသားတွေကွဲကြည့်ပြီးတော့မှဖျားစီမှာဆူတောင်းတဲ့ဟာကိုတဲ့ဖျားကမဖြည့်ဆည်းပေးဘူးတဲ့ဘာမှမဖန်ဆင်းပေးဘူးမဖြည့်ဆည်းပေးဘူးတဲ့ဒါကြောင့်မလို့တဲ့ तू ဟာဖျားရှိတယ်ဆိုတာကိုမယုံဘူးတဲ့နံပါတ်1ချက်နံပါတ်2အချက်ရုပ်တုတွေကိုကိုးကွယ်နေတဲ့ဟာတဲ့နောက်တစ်ခါဒီဖျားတကယ်ရှိခဲ့သလားဆိုတာကို तू ကလက်မခံဘူးတဲ့တတ်တည်ပြစရာလေးလည်းမရှိဘူးတဲ့ဆိုတော့ okay အများကြီးကိုမပြောအဲ့ဒီနှစ်ချက်ကိုပဲပြောမယ်နော်တို့ဗုဒ္ဓမြတ်စွာဘုရားဟာဘယ်သူရဲ့ဆုတောင်းကိုမှဖြည့်ဆည်းပေးပါမယ်လို့အာမမခံခဲ့ဘူးမြတ်စွာဘုရားဟောခဲ့တဲ့တရားဟာကိုလုံရင်ကိုရမယ်ကိုပြုတ်တိကံကိုထံပြန်မယ်မြတ်စွာဘုရားကိုယ်တိုင်နောင်မှပဲဖျားအဖြစ်ကိုရောက်ရှိဖို့အတွက်ကိုလေးတင်ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ခဲ့ပြီးတော့မှနောက်ဆုံးဖျားဖြစ်မဲ့ဘဝဖျားဖြစ်မဲ့အန်ဆဲတောင်မှတပ်ပိညုတာရွှေညံတော်ကိုရဖို့အတွက်ကိုဒုက္ခရစရိယာ9နှစ်ကျင့်ပြီးတော့မှရရှိခဲ့တယ်ရောက်ရှိခဲ့တယ်အလကားရမယ်အလကားပေးမယ်လို့ဖျားကမပြောခဲ့ဘူးဒါလို့ရင်ဒါဖြစ်မယ်လို့ပဲလမ်းပြခဲ့တယ်တို့ဖျားကဖန်ဆင်းပေးတဲ့ဖျားမဟုတ်ဘူးလမ်းပြပေးတဲ့ဖျားဗုဒ္ဓဘာသာရဲ့အနှစ်သာရသည်ဖန်ဆင်းရှင်အနှစ်သာရမဟုတ်ဘူးဖန်ဆင်းပေးတာမဟုတ်ဘူးလမ်းပြပေးတာကောင်းတဲ့လမ်းကိုပြမယ်မကောင်းတဲ့လမ်းကိုပြမယ်မိမိကြိုက်တဲ့လမ်းကိုရှောက်ခွင့်ပေးထားတယ်လွတ်လပ်သောဘာသာနှောင်ဖွဲ့မှုကင်းသောဘာသာဗုဒ္ဓဘာသာဝင်အဖြစ်ဝင်ရပါလို့ဘယ်ဘာသာဝင်ဘယ်သူတယောက်ကိုမှမစည်းရုံးခဲ့တဲ့ဘာသာရှစ်ခိုးဥချင်မလုပ်လို့လေဆဲဆိုပုတ်ခတ်ပြီးတော့မှဝေဖန်ရိုင်းပြတဲ့ဘာသာမျိုးမဟုတ်ဘူးမြတ်စွာဘုရားရဲ့တရားတော်တွေနဲ့အကျင့်အညီမကျင့်ကြံမနေထိုင်လို့လေဘယ်ပုဂ္ဂိုလ်ဘယ်ဘာသာဝင်ကမှတိုက်ခိုက်ဆဲဆိုပြောဆိုတာမျိုးမရှိဘူးဒီဗုဒ္ဓဘာသာကိုဝင်ဖို့အတွက်ကိုစီးယုံပြောဆိုတာမျိုးတွေလည်းမရှိခဲ့ဘူးဟုတ်ပြီနော်အဲ့တော့နှလုံးသားကွဲကြည့်ပြီးတော့မှဆူတောင်းတာကိုဖျားကမဖြည့်ဆည်းပေးလို့ဖျားကိုမယုံကြည်တော့ဘူးလို့ပြောရအောင်မင်းအဆင့်ကဘာလဲမင်းရဲ့စရဏအားဘာလဲမင်းရဲ့တိလတမာတိပညာဘလောက်ပြည့်စုံနေသလဲ
ကိုပြီးတလောက်ပဲကိုပြန်ရမယ်လေအလကားမတင်လာပြီးတော့မှဖျားရှိမှထိုင်ပြီးမင်းဟာမင်းနှလုံးကွဲချီုံမကလို့နှလုံးပွင့်ထွက်ုံမကလို့အသက်ပဲထွက်ပြီးဆူတောင်းနိုင်တာဖြစ်မယ်ဆိုရင်လေဖန်ဆင်းရှင်မဟုတ်ဘူးတို့ဖျားဟာမှန်ရာကိုလမ်းညွန်ဆုံးပြတွင်တင်လမ်းပြတဲ့သူဘာအလုံးမလုပ်ဖဲနဲ့ဖျားရှင်မှာကုန်းစုတောင်းပြီးဟိုဟာလိုချင်ပါတယ်ဒီဟာလိုချင်ပါတယ်ဆိုပြီးတော့မှပြေဝလာမဲ့ဟတ်ချလောင်းအောင်ဖွားပိုင်ရှင်မဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်နောင်မှပင်ကျင့်ကြံအားထုတ်ပေါင်းမြောက်ပြီးတော့မှဘုရားအဖြစ်ကိုရောက်ရှိခဲ့တာကျင့်ကြံအားထုတ်ပေါင်းမြောက်ယုံတင်လားဆိုတော့ပါရမီတွေဖြည့်ကျင့်ခဲ့ရတာအသက်တွေရောခန္ဓာတွေရောမိသားစုတွေရောအသွေးတွေရောအသားတွေရောဘဝတွေရောတဘဝလေးလားနှစ်ဘဝလေးလား10ဘဝလားလေးတင်ချင်နဲ့ကဘာတသိန်းဖြည့်ကျင့်ခဲ့ရတာအဲ့တော့မင်းဘာမဟုတ်တဲ့လူလောက်ကနှလုံးသားတွေကွဲကြည့်ပြီးဆူတောင်းတာကိုမင်းရဲ့ဆူတောင်းဖြစ်မလာတာနဲ့ဗုဒ္ဓကိုအယုံကြည်မရှိဘူးဆိုတာဟာမင်းရဲ့ညံရင်ညံသွင်းနှိမ်ပါမှုနဲ့ဘာသာတရားကိုစော်ကားလိုက်တာအခြားကိုးကွယ်ယုံကြည်သူတွေကိုစော်ကားလိုက်တာမင်းကြိုက်နှစ်တက်လို့မင်းဟာမင်းကြိုက်တဲ့ဘာသာကိုတဝင်ယုံကြည်လို့ရတယ်ကူးပြောင်းလို့ရတယ်လွတ်လပ်ပိုင်ခွင့်ဒို့နိုင်ငံဟာလည်းလွတ်လပ်စွာကိုးကွယ်ယုံကြည်ပိုင်ခွင့်ရှိတဲ့တိုင်းပြည်ဒါပေမဲ့မင်းဟာမင်းအခြားဘာသာကိုကူးပြောင်းပြီးတော့အခြားဘာသာကောင်းကြောင်းအမွန်းတင်ခြင်းရင်စားကောင်းတောက်ကောင်းလုပ်ခြင်းရင်မင်းအခြားမင်းမကိုးကွယ်တော့တဲ့ဘာသာကိုတိုက်ခိုက်ပုတ်ခတ်စော်ကားပိုင်ခွင့်မရှိဘူးโอเคနံပါတ်1အချက်နံပါတ်2အချက်ဖျားတကယ်ရှိတာကိုတဲ့ဒီရုပ်တုတွေသာကိုးကွယ်နေတယ်ဖျားတကယ်ရှိတာကိုသူမယုံကြည်ဘူးတဲ့မင်းကနွားချီယာကွက်လောက်ထဲမှာပဲနေဘူးတာကိုစာပေတွေအသိပညာတွေဘ ഹു တုတ္တတွေဆိုတာလေမင်းကမစည်းဘူးတာကိုမင်းရဲ့အသိဉာဏ်ပညာဘ ഹു တုတ္တနေပါးကြောင်းကိုပြောတာအိန္ဒိယနိုင်ငံဂါယာတို့နီပေါတို့ဆိုတာဘာတွေတော့မြတ်စွာဘုရားရှိခဲ့တယ်ဆိုတဲ့အခိုင်အမာတတ်သေးတွေအဆောက်အဦတွေပြရုပ်တွေကဘာအရရက်ကလက်ခံထားတဲ့အရာတွေဟာဘာတွေလဲမြတ်စွာဘုရားတကယ်မရှိခဲ့ဘူးဆိုရင်ဇေတဝင်ကျောင်းတော်ကြီးတွေဂါယာကနေရာတွေအထင်အရှားအမှတ်အသားနော်ဒီနေရာမှာမြတ်စွာဘုရားဘာလုပ်ခဲ့တယ်ဒီနေရာမှာမြတ်စွာဘုရားကဘလို့သတင်းသုံးခဲ့တယ်ဒီနေရာမှာမြတ်စွာဘုရားကဘာကိုဖုံးပေးခဲ့တယ်ဒီနေရာမှာမြတ်စွာဘုရားကဘသူ့ကိုဘာတရားဟောခဲ့တယ်ဆိုတာတွေဟာအထင်အရှားတက်သေးတာရကတွေနဲ့တမိုင်းချောင်းတွေနဲ့နေရာဒေသတွေအခုအချိန်ထိရှိနေသေးတာမင်းမျက်လုံးတွေမမြင်တာလားမင်းနားတွေမကြားတာလားမင်းရဲ့အသိဉာဏ်တွေကဉာဏ်မမီနေတာလားဒို့ဖျားဟာလက်စုပ်လက်ကင်ပြလို့ရတဲ့ဖျားလူသားစစ်ဖျားငါ့ကိုကိုးကွယ်ပါငါ့ကိုယုံကြည်ပါငါ့ကိုပူဇော်ပါငါ့ကိုကိုးကွယ်ယုံကြည်ပူဇော်ရင်ငါကဘာလုပ်ပေးပါမယ်လို့မြှူဆွဲတတ်တဲ့ဖျားမဟုတ်ဘူးဒါလို့ရင်ဒါဖြစ်မယ်ဒါလို့ရင်တော့ဒီလိုစိုးချိုးရှိတယ်မင်းကြိုက်တာလုံးလို့ဟောပြောလမ်းညွန်ဆုံးမပြတာတဲ့ဖျားလူသားစစ်ကျင့်ကြံအားထုတ်ပေါက်မြောက်ပြီးတော့မှဖြစ်လာတဲ့ဖျားတကိုးရှင်လည်းမဟုတ်ဘူးဖန်ဆင်းရှင်လည်းမဟုတ်ဘူးအဲ့ဒီတော့ကိုကြိုက်နေတဲ့ဘာသာကိုကူးပြောင်းပိုင်ခွင့်ရှိတယ်ယုံကြည်ပိုင်ခွင့်ရှိတယ်အဲ့ဒါမင်းရဲ့အခွင့်အရေးဒါပေမဲ့မင်းဘာသာတစ်ခုကိုစော်ကားပိုင်ခွင့်မရှိဘူးမင်းသိတဲ့အသည့်လောက်နဲ့ရှုံချပိုင်ခွင့်မရှိဘူးတိုက်ခိုက်ပိုင်ခွင့်မရှိဘူးသက်ဆိုင်ရာသာသနာရေးဝင်ကြီးဌာနကလူကြီးမင်းများသိပါစေမြင်ပါစေကြားပါစေကျမဒီစကားကိုမပြောချင်လို့ညီခဲ့တာ2ရက်နေခဲ့တာ2ရက်ဒီနေ့ပြောပြီ